ကိုလက်တော့တွေက data တွေကိုဖုန်းထဲမှာအလွယ်တကူကြည့်မယ်ဖုန်းထဲက data တွေကိုလည်းလက်တော့မှာအလွယ်တကူကြည့်မယ်ဆိုလို့ရှိရင်ကိုကစပျားနဲ့လည်းမကူးချင်ဘူးဖုန်း data ကျိုးနဲ့လည်းမကူးချင်ဘူးဆိုလို့ရှိရင်အခုပြောတဲ့နည်းလေးကိုလိုက်လုပ်ထားပါအခုပြောတဲ့နည်းလေးကတော့ဒါနောက် sharing လုပ်ပြီးသုံးတဲ့နည်းလို့ခေါ်ပါတယ်ဒီဆုံးကျွန်တော်တို့ကွန်ပျူတာရဲ့ desktop တစ်ချက်သွားလိုက်ကွန်ပျူတာရဲ့ desktop မှာဒီကျွန်တော်တို့ folder လေးတစ်ခုအရင်စောက်လိုက်ပါအဲ့ဒါလေးကို name တစ်ခုပေးလိုက်ပါဖုန်း share ပေါ့နော်ပြီးသွားရင် right click ထောက်လိုက်ပါထောက်ပြီးသွားရင်အောက်မှာအောက်ဆုံးက property ကိုနှိပ်ပြီးသွားရင်ဒီမှာ sharing ကိုနှိပ်ပါပြီးသွားရင် advanced sharing ကိုနှိပ်ပြီးသွားရင်share this folder ကို select ယူပါပြီးသွားရင်ဒီမှာ permission ရွေးပါ everyone ကိုရွေးပြီးသွားရင်အမှန်ချက်ကုန်ရွေးပြီးသွားရင် apply ကိုနှိပ် okay apply okay ဒါဆိုလို့ရှိရင်ဒါတစ်ဆင့်ပြီးတော့ပါပြီဒုတိယတစ်ဆင့်ကတော့ကိုယ့်ရဲ့ laptop ရဲ့ IPO နော်ဒီမှာ Wi-Fi နဲ့ join တဲ့အတွက်ကြောင့်မို့ Wi-Fi ရဲ့ IPO ကြည့်မှာပါတကယ်လို့ဥစားကျိုးနဲ့ join ရတယ်ဆိုလို့ရှိရင်ကျိုးရဲ့ IPO ကြည့်မှာပါဒီနားလေးမှာ Wi-Fi နားမှာ right click ကိုထောက်ပြီးသွားရင် open network ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးသွားရင် Wi-Fi ကိုတစ်ချက်နှိပ်ဒီညာဘက်မှာ change adapter option ဆိုတာလေးရှိရဲအကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင် Wi-Fi ဆိုတာလေးကို select တစ်ချက်ယူပြီးသွားပြီဆိုလို့ရှိရင် right click ထောက်လိုက်ပေါ့ထောက်ပြီးသွားရင်ဒီမှာ starter ဆိုတာလေးရှိရဲအကောင်လေးကိုတစ်ချက်နှိပ်လိုက်ဒီမှာ TT ဆိုတာရှိရယ်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ laptop ရဲ့ IP ပေါ်လာပြီပေါ့နော်ဒါလေးကိုကျွန်တော်တို့မှတ်ထားပါတတိယဆင့်အနေနဲ့ကျွန်တော်တို့ဖုန်းထဲရင်တွားလိုက်ပါဖုန်းထဲကကျွန်တော်တို့ဒီfile ဆိုတာလေးကိုတွေ့အောင်ရှာလိုက်ပါနော်ရှာပြီးသွားရင် file နဲ့ဝင်ပြီးသွားရင် file ရဲ့ညာဘက်ပေါ်ဆုံးကအဆက်တုံးဆက်လေးကိုနှိပ်ပြီးသွားရင် connect to server လေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာဆောနာတော့ကျွန်တော်တို့မှတ်ထားတဲ့ IP address လေးကိုဒီမှာရိုက်ထည့်ပေးမှာပါပြီးရင် connect ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ user name ပေါ့နော် user name ကကျွန်တော်တို့ laptop ရဲ့ user name နဲ့ password ကိုပြောတာပါโอเคဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဖုန်း share ပေါ့နော်ဒီ laptop မှာထားထားတဲ့folder တွေမှာလာပေါ်သွားပါပြီဒါဆိုလို့ရှိရင်နံပါတ်4အဆင့်အနေနဲ့ဥပမာအနေနဲ့ပြောမှဆိုလို့ရှိရင်ပုံကိုဥပမာပြလိုက်မယ်ပုံကို share မဲ့ဟာလေးကို select ယူလိုက်ယူပြီးပါပြီဆိုလို့ရှိရင်ဒီဘယ်ဘက်နားလေးရ share ကိုနှိပ်ပြီးရင်အောက်ဆုံးမှာ save to file ဆိုတာလေးကိုတော့တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပါပြီဆိုလို့ရှိရင်ဒီ back ထွက်လိုက်ပါနော် browser နားလေးကို back ထွက်လိုက်ထွက်ပြီးပါပြီဆိုလို့ရှိရင်ဒီမှာဆောနာ IP address လေးတွေ့လာမသိဘူး IP address ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါဖုန်း share တဲ့ကိုရောက်လာမယ်ပေါ့နော်ညာဘက်ပေါ်ဆုံးလေးကိုစိတ်လိုက်ပါဒါဆိုလို့ရင်ဆောနာပုံလေးပုံဝါးဒီကိုရောက်လာလိမ့်မယ်ကျွန်တော် laptop မှာတစ်ချက်ကြည့်လိုက်မယ်ဒီမှာဖုန်း share မှာဒါဆောနာဖုန်းမှာ share လိုက်တဲ့ပုံလေးပုံဝါးဒီမှာလာပေါ်နေပါပြီထိုနည်းတူပဲlaptop တွေက data တွေကို share မယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်လေးပါပဲကျွန်တော်တို့ share ချင်တဲ့လေးကိုဒီထဲကို copy paste ထည့်လိုက်ရင်ဒါမှမဟုတ်တားရဆွဲထည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါရပါတယ်ဒါဆိုလို့ရှိရင်ဒါဖုန်းပေါ်တော့ပေါ်လိမ့်မယ်ပေါ့နော်